Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ BUMC ပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့တကယ်ချင်းတို့ကိုကျွန်တော် server အသစ်လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့မြန်မာနိုင်ငံလူတွေလည်းကြိုက်တယ်ကျွန်တော်အရင်တုန်းက season 1ကိုလည်းထောင်မိသားဖြစ်တယ်အခုတော့ season 2ကိုထောင်မှာဖြစ်တယ် Gold House SMP season 2ဖြစ်ပါတယ်ဗျတကယ်ကျွန်တော်စိတ်ဝင်စားရဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လုပ်ပြီးတော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ဗျ Okay let's go guys တကယ်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ Gold House SMP season 2ကိုပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ Telegram group လေးကို join ပေးထားဖို့လိုပါတယ်ဗျကျွန်တော်တို့ရဲ့ Telegram group မှာဆိုရင်တော့ server နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်တဲ့ server address server port server version နဲ့ server update တွေအကုန်လုံးကိုကျွန်တော်တို့က group မှာတင်တာဖြစ်တဲ့အတွက် join မယ်ဆိုရင်တော့တကယ်ကျွန်တော်ရဲ့ Telegram search bar မှာ Gold SMP 2လို့ရိုက်ချလို့လည်းရတယ်လို့ကျွန်တော်ရဲ့ description ထဲမှာလည်း link တွေအကုန်လုံးကိုချပေးထားပါတယ်ဗျ။ကျေးဇူးတင်ပါတယ်။ဒီ server ထဲမှာဆိုရင်တော့ leak အနေနဲ့ Epic Night mod ထည့်ထားဖြစ်ပါတယ်။အဲ့အတွက်အာမအကျန်းစားကြီးအများကြီးပါတယ်ဗျ။ရှေးခေတ်က Linux style နေပေါ့ဗျ။ mob တွေအနေနဲ့ boss ပေါင်းအများကြီးပါတယ်ဗျ။ share ခက်နဲ့ကြမ်းဆော့လို့ရမယ် server တခုဆိုရင်လည်းမမားပါဘူးဗျ။ final boss တွေ mob တွေအားလုံးတော့မတူညီတဲ့နေရာတွေမှာတွေ့ရှိနိုင်ပါတယ်ဗျ။ပြီးတော့ကျွန်တော်တို့ရဲ့ server မှာ structure တွေလည်းအများကြီးပါပါတယ်ဗျ။လုံးဝကိုထူးခြားတဲ့ structure တွေဖြစ်ပြီးတော့မှအထဲမှာတကယ် item အစစ်တွေလည်းရှိရဗျ။ exploring လုပ်ပြီးတော့ mob တွေပတ်ကြုံမဲ့ player တွေအတွက်ကတော့ဒီ server အသင့်တော်ဆုံးလို့တော့ကျွန်တော်ထင်ပါတယ်ဗျ။ share ပဲဗျာအရန်မိုက်တယ်ကျွန်တော်တို့ structure တွေအများကြီးပါတယ်ဗျ။ structure တွေကများလို့တဝေါလုံးအနက်မှာရှိတဲ့အတွက်အားနဲ့အလျှောက်ပဲသွားနေတဲ့လူတွေအတွက်ကတော့ကွက်တိဖြစ်မှာတယ်ဗျ။သွားလျက်လမ်းမှာဒီလိုမျိုးဝေါဝုံအကောင်ပလောင်ကြီးတွေလည်းအများကြီးပဲဗျ။အကောင်အသစ်တွေအများကြီးရှိရဗျ။တကယ်ကျွန်တော်က hostile structure တွေပဲမဟုတ်ပဲနဲ့တကယ်တမ်းကိုလည်းနေလို့ရမယ် item တွေလည်းရမယ်အိမ်ကြီးလိုချင်တယ်ဆိုလို့ရှိရင်တော့အခုလိုအိမ်ကြီးအများကြီးရှိရဗျ။အဲထဲမှာရွာသားတွေကနေပါသေးတယ်။ပြီးတော့အိမ်ထဲဝင်လာရင်လည်းတကယ်တမ်း barrel တွေကိုဖွင့်ကြည့်လိုက်ရင်တကယ် item အစစ်တွေရှိရဗျ။ဒါကိုတကယ်ကျွန်တော် survival အတွက်ကောင်းကောင်းကြီးယူသုံးလို့ရပါတယ်။စာအုပ်တွေလည်းရှိရစာရွက်တွေလည်းရှိရတခြား item တွေလည်းအများကြီးပဲဗျ။ကန်ကောင်းရင်ကောင်းတယ်လို့ကိုကကောင်းတာမျိုးတွေအများကြီးရတတ်ပါတယ်။ကဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ဗီဒီယိုလေးရဲ့ဒီလောက်ပါပဲကျွန်တော် server လေးကိုလည်းပါဝင်ဆော့ကစားအားပေးရဖို့တကယ်ကျွန်တော်အားလုံးတောင်းဆိုချင်ပါတယ်ဗျ။ကဲအားလုံးနဲ့တက်ကြမယ်ထင်ပါတယ်။ channel လေးကို like and subscribe လုပ်ပြီးတော့မှနောက်တဲ့ဗီဒီယိုမှာပြန်ကြရမှာဗျ။ကဲအားလုံးပဲတက်တာပါ။